နေတာဖြစ်တဲ့အတွက်ကြောင့်တာဝန်ရှိသူများကိုကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ပထမဦးဆုံးအနေနဲ့မင်္ဂလာဖန်လုံးကန်ဖွင့်လှစ်ဖို့အတွက်ဖိတ်ခေါ်ခြင်းတဲ့ပုဂ္ဂိုလ်ကတော့ Global Unity Choice International မြန်မာတီထောင်သူဦးဇာနီထုံးဖြစ်ပါတယ်ခင်ဗျာဒီအားစွာပန်ကြားပါတယ်ခင်ဗျာ And now please welcome our guest of honor to join them Miss Thanarat Tina Thanakia Director of the Office of International Relations at Vinaya Viwadana Institute of Management မင်္ဂလာချိန်ထားပါပြီခင်ဗျာအခုချိန်အားစတင်ပြီးတော့မှ Global Unity Choice International မြန်မာစတင်ဖွင့်လှစ်ကြောင်းကြီးညာအပ်ပါရခင်ဗျာပညာစမီးများကိုစတင်ထွန်းကြီးတဲ့မင်္ဂလာနေ့ဖြစ်ပါရခင်ဗျာကျောင်းလာကြတဲ့ဧည့်သည်များအားလုံးပဲတူးထောက်ချင်းစီကိုမင်္ဂလာနှခင်းပါလို့ကျွန်တော်နှုတ်ဆက်တာပါတယ်ခင်ဗျာဒီလိုဆိုရင်ကျွန်တော်နိုင်ငံရေးကျောင်းသွားတတ်ဖို့အိမ်မက်ရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိနေတော့ကျောင်းသားလူငယ်တွေအတွက်ကိုကျွန်တော်တို့နိုင်ငံတကာပညာရေးနဲ့ဆိုင်တဲ့ကိစ္စအဝဝကိုကျွန်တော်တို့ကျင့်ဝတ်နဲ့အညီအကောင်းဆုံးဝန်ဆောင်ပေးမဲ့ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ကျွန်တော်တို့တည်ထောင်မှုဆွေးနွေးတိုင်ပင်ပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်နိုင်ငံခြားမှာအကြောင်းသားတက်တယ်ကျွန်တော်တို့မျိုးအကြောင်းသားတက်မဲ့ဒီကလေးတွေဟိုသူတို့ရွေးချယ်တဲ့နေရာမှာရွေးချယ်မှုမှန်အောင်ဗျာဘယ်လန်းသွားရင်တော့ဘာဖြစ်မလဲဘယ်ပါတာတော့ဘယ်လိုအကျိုးပြုလဲဆိုတဲ့ဟာကိုအဓိက career guide လေးလုပ်ပေးခြင်း I would like to cordially invite Miss Thanarat Tina Thanakia to deliver her congratulatory address. A warm welcome, please. First of all, congratulations all the youngster partner and also the founder who has the vision in building the future for the students. So once again, thank you very much for the founder of the GUI to introduce PIM, to choose PIM as one of the leading university to be a partner of your organization. And once again, congratulations for your organization, GUI. Thank you. Thank you very much. Thank you very much. Just sitting by there.